Shogi alumbe, deave matcha, deave nalunduinja, Tessa dialogo mohotimi manajami, dea panshim chitomuto, Tavinu Vyashankurumya ji a, Namodata don jim jin, Shapukuro java unzo, Tavinu Vyashankurumya ji a, Namodata don jim jin Shakupi no, Chidurashin, Eka Mahapandita, Mogosroviaji Nyando a Pusoto Apchin, Seroviaji Kandao Machami, Jisati Gonketo, Ishito Linga, Dedipyo Linga Rupchin, Seroviaji Nyando a Puso Lajava Onzo, Mula Nepia, Esa Neku, Inga Desenaba, Diakunyami, Onga Esa, Nyaya Mula, Odowane, Ala Domya, Chinya Nese, Ishenrego, Ala Jema, Dise Adi, Andrama Dojandi, Wesa. Shani Tadanarone Natangaya Konasekune Kosa Tegre Tangdoya Shishikune Kasong Lavijo Satiye Tenelani Satiye Ngala Natana Sechakune Nanabai Konanai Change Pare Go Chinyo Konayada Yaskambwaji E Sarutani na Shoki Pangdu a Usindu Jesu Sametia Roga Patisa Tamopa Penantia Patia Rovale Yashi Lusandaro Time Teataro Mukere Damakana Dodigo Sean Lopi Turu Twentwene Kandanya Yao Tissa Sai on Poponyumpia Susuma Gere Chidurashin Eka Mahapandita Mogosroviaji Nyando a Utema Pansempi Nibiro Lewimione Imbin Osu Tonsin Ejia Tonsin E Jondai Searo Udamanin de Qua Kosakane 29 Trindo Nitanja Gundo Searo Tangaro Shimyamya E Bonye Kanye Meta Yeduku Kolunga Usindu Lila Thadala Chusa Thadala Nyayan Taloku Shoki Pondu A Hopyo Pyata Pima Pshipare Usindu Hopyo Pyata Me Tissa Teyamyaku Nale Nananja Pase Nare Daile Picha Pase
သိတဲ့အတိုင်းလေကျင့်ကြံကြိုးကုပ်ပွားများအားထုတ်ပြီးဒီဘဝဒီခန္ဓာမစွန့်မီမဆိုင်ဘဝင်နိဗ္ဗာန်မြင်နိုင်သောသူတော်ကောင်းများဖြစ်ကြပါစေလို့ရှေးဥစွာမေတ္တာများပို့သလိုက်ပါရယ်မေတ္တာပို့သတဲ့အတိုင်းလေကြိုးစားထုတ်ကြပါလို့ထပ်မံပြီးတိုက်တွန်းလိုက်ပါရယ်ယောဂီပေါင်းတို့ဦးဇင်းတော်ပြောမယ့်သစ္စာတရားများကိုမိမိတို့ခန္ဓာကိုယ်ဣရိယာပုလေးမျှတစွာဖြင့်ရိုးရိုးသေးသေးလေးလေးစားစားနဲ့နာယူမှတ်သားနိုင်ကြပါပြီတန္တရာကြီးကရှိလာတဲ့နဲ့အမြမိဘဆွေမျိုးညာတကာဆိုရမတော်ဘူးတဲ့သူမရှိကြသည်မို့ယောဂီတို့ကျွန်တော်တို့သည်တန္တရာတကြောမှာဝိပဿနာတရားတွေကိုကြိုးစားမထုတ်ခဲ့လေတော့ကြည်စံခုဘဝတကွေးမှာပြန်ပြီးတော့မဆုံးရဘူးလားယောဂီတို့ကျွန်တော်ဘဝတကွေးပြန်ဆုံးတွေ့ရတာဒီသစ္စာသိခဲ့လို့လားမသိခဲ့လို့လားကဲသစ္စာမသိဆိုပါနားမလဲလို့တန္တရာတကွေးမှာခန္ဓာအစဉ်နဲ့လဲရတဲ့ဆိုတာကိုကြောင့်ကိုဖြစ်စဉ်လို့ခေါ်တဲ့ပဋိစ္စသမုပ္ပါဒ်ကိုနားမလဲခဲ့လို့ဒါကြောင့်ဘုရားရှင်ကျော်မိုးဆိုကြီးကပြောပါတယ်စာပဋိစ္စသမုပ္ပါဒ်ကိုအရင်သိအောင်သင်ပါဘယ်လိုပြောလဲစာပဋိစ္စသမုပ္ပါဒ်ကိုအရင်သိအောင်သင်ပါစာပဋိစ္စသမုပ္ပါဒ်ကိုအရင်သိအောင်သင်မှသင်ညာသိရနိုင်တယ်စာပရိစ္ဆသမုပ္ပါဒ်ကိုအရင်သိအောင်သင်မှာရရှိရလို့ကျွန်မိုးဆိုရဘာပြောတာလဲဆိုရင်ညာတပရိညာအာကောင်းအောင်လှုပ်ခိုင်းတာဘာလှုပ်ခိုင်းတာစာပရိစ္ဆသမုပ္ပါဒ်ကိုအရင်သိအောင်သင်မှာတဲ့တင်ညာသိရှိအောင်လှုပ်ခိုင်းတာပါပဲညာတပရိညာအာကောင်းမှာခန္ဓာပဋိစ္စသမုပ္ပါဒ်ကိုဉာဏ်နဲ့ဖြတ်နိုင်မှာတဲ့။ဒါကြောင့်ဘုရားရှင်ကမိုးဆိုကြီးကပြောတယ်။သာပဋိစ္စသမုပ္ပါဒ်ကိုယင်သိအောင်သင်ဟေတင်ညာတိရှိအောင်လို့ညာတပရိညာအာကောင်းမှခန္ဓာပဋိစ္စသမုပ္ပါဒ်ကိုဉာဏ်နဲ့ဖြတ်နိုင်မှာတင်ညာတိရှိမှပညာတိလိုက်နိုင်လားဟေတဲ့။တင်ညာတိမရှိရင်ပညာတိမလိုက်နိုင်ဘူးတဲ့။ဒါကြောင့်ယောဂီတို့မြင်နေရတဲ့သံပရိစ္ဆသမုပ္ပါဒ်ကြီးကိုအရင်ဆုံးသင်ကြားရတယ်။သံပရိစ္ဆသမုပ္ပါဒ်ကိုအရင်ဆုံးသင်ကြားမှသာလျင်တတန်တရားလုံးလက်ပတ်ခဲ့တဲ့အကြောင်းကျိုးကြီးခန္ဓာပရိစ္ဆသမုပ္ပါဒ်ကြီးကိုနောက်ကနေကိုဉာဏ်နဲ့ဖြတ်နိုင်မှာလို့ပြောတယ်။ရရှင်တို့ကြောင့်မိုးစတော်ကြီးကသံပရိစ္ဆသမုပ္ပါဒ်ကိုသင်ညာသိနဲ့အားကောင်းကောင်းသိပြီဆိုရင်ခန္ဓာပရိစ္ဆသမုပ္ပါဒ်ကိုဉာဏ်ဆိုင်ပြီးတော့ကြိုးစားအားထုတ်ပြီးဖြတ်ပြလိုက်ပါဒါဆိုရင်သံပရိစ္ဆသမုပ္ပါဒ်ကအသွယ်၈သွယ်ရှိတယ်အသွယ်ပဲနဲ့သွယ်ရှိတယ်ယောဂီတို့ဇနတို့ဘုရားရှင်တို့ကြောင့်မိုးစတော်ရဲ့ဥပနိဒေယတိုင်းဆိုရင်ဒါမူလနှစ်ပြအစချင်းရ20အစုံအသွယ်၈သွယ်ဟာသင်ကြားနေရတာကြည့်ပဲယောဂီအဟောင်းတွေပါမယ်ယောဂီအသစ်တွေပါမယ်ဘယ်ဓမ္မဣတာပဲဖြစ်ပေါ့ယောဂီကတော့အဟောင်းတွေလည်းအမြဲပါတယ်လို့အသစ်တွေလည်းအမြဲပါနေကြတာကြည့်ပဲတချို့အဟောင်းတွေကြတော့သံပရိစ္ဆသမုပ္ပါဒ်ကိုသင်ကြားလိုက်တဲ့အခါမှာနားလည်ပြီးစားညာတယ်တို့ပညာလည်းခဏခဏသင်ကြားပြီးတော့ထပ်တိတိုးတိထပ်တိတိုးတိပို့ပြီးတော့သိရတာပေါ့နာပီတရားရှင်းလို့ညာတရားနာတော့မင်းဘယ်လိုပြောလဲညတန်းဝင်သွားပြီနော်နာပီတရားရှင်းလို့ညာတရားနာတော့မင်းတဲ့အဲ့တော့သစ္စာတရားဆိုတာကထထနာလေသဘောပေါက်လေထထနာလေအဲ့တော့ဝိသသမုပ္ပါဒ်ဆိုတာကလည်းဒါဥစ္စနုလည်းလေ့လာရင်သင်ကြားရင်ပို့ချရင်
တောက်လျှောက်လုပ်နေရတာပဲနော်ပရိသတ်သမကိုခေါင်းထဲမှာဆွဲနေအောင်၄ကွက်ထဲမှာ၁ကွက်၂ကွက်၃ကွက်၄ကွက်ပဲကွက်ထဲမှာပါရှိတယ်ဆိုတာမျက်စိမှိတ်တယ်မြင်နေအောင်နှလုံးသွင်းထားတာပြန်နော်ဒါကြောင့်အစင်တကံလေးချက်မှုဆိုတာကနေတိုင်းလုပ်ပေးနေရတာအစင်တကံလေးချက်မှုနေတိုင်းမရှိရင်တခါတလေပရိသတ်သမ၄ကွက်တည်းကဟာ၁နဲ့၃၄ကွက်ထဲမှာဘာတွေရှိလို့ရှိမှမသိဘူးနော်ကိလေသာထူပြောတဲ့ပုထုဇဉ်ဆိုတာကအကောင်တရားတာမမှတ်မိတာမကောင်းတရားတွေကြအကုန်မှတ်မိတယ်နော်ယောဂီတွေစတော့အတူတူပဲမို့လားအကောင်တရားတွေကြဲမှတ်တာကြဟာတော်တော်နဲ့မမှတ်မိနိုင်မကောင်းတာတွေကြတော့နော်ငါတသက်မမွေဘူးဟေးတဲ့မကောင်းတာတွေကြဒီလိုပြောတာမို့လားယောဂီတို့ကိုယ်တစ်ခုခုများလှုပ်ထားရင်မေ့သလားဒါကြမှတ်နိုင်တယ်ပေါ့ကိုယ်များနာကြည့်အောင်ကြည်ကွဲအောင်ပြဿနာဖြစ်အောင်ဒုက္ခရအောင်လှုပ်ထားရင်ငါတသက်မဝေဘူးဟေးတဲ့မမေ့တဲ့ပြင်နောက်တစ်ခုတောင်ပါရတဲ့ငါဘယ်တော့မှမကြည်ဘူးဟေးဆိုတာလို့နော်မကောင်းတဲ့တရားတွေကြတော့မှားကောင်းတယ်လို့ပြောတယ်နော်အဝိဇ္ဇာဖုံးနေတဲ့ပုဂ္ဂိုလ်ကိလေသာထူပြောတဲ့ပုဂ္ဂိုလ်တွေကလေကောင်းတဲ့တရားတွေကြတလောက်အကျဉ်းချင်းထက်သင်ပေးနေတာတော့မှားမကောင်းနိုင်ဘူးလို့ပြောတယ်ဗျနော်အဲ့တော့ယောဂီတွေဒီချမ်းမှတ်ပါအာစိဏကံနှလုံးသွင်းမှုအာနယ်လို့ဘယ်လိုပြောတယ်ကောင်းတဲ့တရားတွေကိုနေတိုင်းလေ့ကျက်ပြီးတော့နှလုံးသွင်းရမယ်လို့ပြောတယ်မမေ့ဖို့ဆိုတာလေမကောင်းတဲ့တရားတွေမကောင်းတဲ့အာယုန်တွေဆိုတော့ယောဂီတို့တရက်သေးကြုံတာလားနေတိုင်းကြုံတာလားမနေ့အိယထမျက်စိနှလုံးဖွင့်မှပြီးဆိုကနေကမကောင်းတဲ့အာယုန်ကဒိုင်းဆိုဝင်တိုက်တော့တာပဲဗျာကောင်းတဲ့အာယုန်ကဒိုင်းကနေဝင်မတိုက်နိုင်တာလေမနေ့အိယထဝါကြီးဆိုမှအစင်မပြေတာတွေအမြင်မကြည်တာတွေအလိုမကျတာတွေမကောင်းတဲ့အာယုန်တွေကဒိုင်းကနေဝင်တိုက်တော့အိယထအစအပွင့်လေးကနေကမကောင်းတာနဲ့အာယုန်နဲ့တိုက်လိုက်တော့တဏီကုံသွားတော့တာပဲဗျဒါကြောင့်ကောင်းတဲ့တရားဆိုတာနေတိုင်းလေ့ကျက်ပြီးတော့နှလုံးသွင်းရတာအဲကြောင့်ဘုရားရှင်တော်မိုးဆိုရတာဥစ္စနရဲ့မင်္ဂလာတိုက်မှာဆိုရင်ဒီအကြောင်းကျိုးပရိစ္ဆတုပ္ပကိုနေတိုင်းသင်ကြားပေးတာလို့ပြောတယ်နော်မိုးဆိုရပြောတယ်မနဲ့လည်းဟောတယ်တဲ့သစ္စာတရားညနေပိုင်းလည်းဟောတာလို့ပြောတယ်နော်အဲ့တော့မန္တလေးကတက္ကမတွေလည်းလာနာကြတယ်တဲ့အမရပူရတော့အများဆုံးပေါ့နော်ဓမ္မဣတာကြီးပင်မဒီရှိတဲ့နေရာဆိုတော့ညနေခင်းဆိုရင်မန္တလေးတက္ကမတွေကိုမေးတာတဲ့3နာရီခွဲကြိုက်လား4နာရီကြိုက်လားဟုတ်ဆိုတော့ရမေးတာတဲ့နော်မန္တလေးကလာတာဆိုတော့နာပြီးပြန်ရတာဝေးပြနော်ယောဂီတို့ကြတော့ဒီမှာနီးနီးလေးကလာရတာမို့လားဟိုဓမ္မဣတာကြီးဘယ်နှစ်ရက်နေကြမှာ9ရက်တော့တေချာပေါက်နေမှာမို့လားဟို10ရက်မြောက်တဲ့နေကြပြန်မှာမို့လားမပြန်ခိုင်းလဲဆွဲထားလဲရက်တိုးလဲတော်တော်အားရှိစရာကောင်းတာနော်9ရက်ထွက်လာတော့ဒီအင်ကြီးကိုတော်တော်လွမ်းနေပြီလားမသိအိမ်ကြီးလွမ်းတာလားအိမ်ရှိလူလွမ်းတာလားတော့မသိဘူးပေါ့ဗျလွမ်းတော့လွမ်းတာပဲနော်လွမ်းနေဆိုပြီးတော့လဲဘုန်းနေခဏခဏဆက်မနေနဲ့ဘေးကုံတာပဲဖတ်တယ်နဲ့နော်အင်းရပုဂ္ဂိုလ်တွေတသက်လုံးကနေကိုယ်နဲ့စဆုံစည်းပါပြီဆိုကနေကဒီမျက်နာတွေကတရက်ထဲကြည့်ခဲ့တာလားနေတိုင်းကြည့်ခဲ့တာလားနေတိုင်းကြည့်ရတဲ့ဒီမျက်နာတွေယောဂီတို့နည်းနည်းလေးမုန်းစိတ်မဝင်ဘူးလားရည်ပြီးစဉ်းစားနေတယ်ရည်ရင်တော့အဲ့ဒါညာတော့မှာပဲနော်ယောဂီတွေမှန်မှန်လိမ်စမ်းဗျာမေ့ကြည့်ရသေးတယ်နော်ဘယ်လိုလိမ်ခိုင်းတာတော့မှန်မှန်လိမ်တတ်တယ်ပေါ့အမှန်ပြောရင်ဒါလိမ်တာပဲဒါကြောင့်ဘုရားရှင်မိုးဆိုရပြောတယ်ဟေးအကြောင်းကျိုးပရိစ္ဆက်ဆိုတဲ့ဤရှစ်သွဲကိုသိအောင်လုပ်ပါဉာဏ်နဲ့ရှင်းအောင်လုပ်ပါလို့ပြောတယ်ဗျာပရိစ္ဆက်ဘက်ကိုနားလည်သွားတဲ့ပုဂ္ဂိုလ်ဤရှစ်သွဲကိုသဘောပေါက်သွားတဲ့ပုဂ္ဂိုလ်တွေကခင်စရာမင်းစရာတွေပါသွားတာတဲ့ဘာတွေပါသွားတာဟိုယောဂီတို့ဆိုတော့အခုချိန်ခင်မင်မှုတွေမများဘူးလားများလားအကြောင်းကျိုးပရိစ္ဆေသမကိုနားလည်သွားတဲ့ပုဂ္ဂိုလ်ကတယောက်တည်းခွဲပြီးနေတတ်တယ်ကိုယ့်အထီးကျန်တယ်လို့လည်းမယူဆတော့ဘူးတဲ့ဗျာ
တယောက်တည်းနဲ့စိတ်တည်းထားတဲ့ဓမ္မနဲ့နေရတဲ့အရာသာတိသွားတဲ့ပုဂ္ဂိုလ်ဟာကိုနာဘသူမှမလာလေကြိုက်လေကိုဘသူမှအဖက်မလုပ်လေကြိုက်လေတဲ့ဗျာအကြောင်းကြောင့်ပရိစ္ဆေတို့ကိုနားမလဲတဲ့ပုဂ္ဂိုလ်နားလဲအောင်သင်မထားသေးတဲ့ပုဂ္ဂိုလ်တကယ်လိုက်နာကျင့်သုံးမှုမရှိသေးတဲ့ပုဂ္ဂိုလ်ကြတော့အဖော်မဲ့တဲ့အဖော်ရှိမှကျေနပ်တဲ့ကိုမြောက်ပင်ပေးမှနေတာထိုင်တာရှိတယ်အကိုစကားလေးဖောင်ဖွဲ့ပြောနေရင်ဟုတ်ကြီးထင်တယ်တကယ်အကြောင်းကြောင့်ပရိစ္ဆေတို့ကိုနားလဲတော်တဲ့ပုဂ္ဂိုလ်တကယ်အမြင်ရှင်းပြီးတော့ညံထဲမှာလေးသဘောပေါက်သွားတဲ့ပုဂ္ဂိုလ်ကြတော့တယောက်တည်းနေခြင်းလာတယ်တယောက်တည်းနေတတ်လာတယ်အခွင့်အရေးကိုယူတတ်လာတာဘာယူတတ်လာတာဒီအကြောင်းကြောင့်ပရိစ္ဆေတို့ကိုနားမလဲသေးလို့ကတော့ကိုယ့်အခွင့်အရေးတွေသူများပေးနေတာတဲ့ကိုယ့်အခွင့်အရေးတွေဒီလေယောဂီတွေကိုယ့်အခွင့်အရေးတွေဘယ်သူပေးနေသူများပေးနေတာမို့လားကတလေအိမ်မှာတနေတာကုံသွားတာတရားနာယီဝတ်တောင်မထိုင်လိုက်ရဘူးမို့လားအဲ့တော့ကိုယ့်အခွင့်အရေးတွေဘယ်သူပေးသူများပေးနေရတာတကယ်ဒီဩကာသဟေးဘာတို့ဈေးတော့မလို့လိုက်မလားငါဘုရားရှိခိုးနေတာပြီးမှလာမယ်ဘုရားရှိခိုးတဲ့အခွင့်အရေးလေးတောင်ကောင်းကောင်းမပေးနိုင်ဘူးဗျာတကယ်တလေဟာရတာရီနောကုနေအရဏသဘကောဟိုကလေးကလည်းငြင်းချင်းနေဆိုနေမရငါဆူမမလို့ပြောနေရတာဘုရားရှိခိုးတဲ့အခွင့်အရေးလေးတောင်ကိုကောင်းကောင်းမပေးနိုင်ဘူးအကြောင်းယောပရိစ္ဆေတို့ကနားမလဲသေးယောဂီတို့နေရထိုင်ရတာကိုယ်ခွင့်ရေးတွေဆုံးရှုံးနေနေရထိုင်ရတာကိုယ်ခွင့်ရေးကိုယူတတ်ပြီလားကိုယ်ခွင့်ရေးကိုဘယ်နည်းယူလာတာတော့ခွင့်ရေးအပြည့်မရဘူးလားသူများဖက်ပေးစရာလိုသေးလားကိုယ်ခွင့်ရေးကိုယူတတ်တယ်လို့ပြောတာဒါကြောင့်ဘုရားရှင်မိုးဆိုရပြတယ်ကိုเจ้าကိုပြည့်စင်တာသိအောင်လုပ်လိုက်စမ်းပါကိုเจ้าကိုပြည့်စင်ကိုသိသွားပြီဆိုရင်ကို့အခွင့်အရေးကိုအပြည့်ကြီးယူနိုင်ပြီတဲ့ဗျာဒါကြောင့်ဘုရားရှင်မိုးဆိုရပရိစ္ဆေသုံးခုကိုအကွယ်၄ခွက်ထဲမှာအသွယ်ပဲနဲ့သွယ်ပြခဲ့မူလနှစ်ပြာကသစ္စာနှစ်ခုက၄ခုအလွာကအင်္ဂါ12ပါးကသုံးပါးဆက်ကဟိုသုံးဝါကကာလသုံးပြာကချင်းရ20ကယောဂီတို့အတူတူလိုက်ပြောအောင်ပါလေအစုံလေးတသွဲနဲ့អော်မနေနဲ့တော်တော်မောနေအောင်မယ်မူလနှစ်ပြာကဆိုဟုတ်နေတာပဲတသွဲတဲ့တော်တော်မောနေအောင်ပါသစ္စာနှစ်ခုကဆိုတသွဲတဲ့ထထများလိုက်ပြောမလားလို့နောက်ကနေပြီးတော့တသွဲလေးပဲထអော်နေတယ်အဲ့တော့ဘုရားရှင်ကြောင့်မို့ဆိုရအတော်ပဲနဲ့တွေ့ပြခဲ့ဒါဆိုရင်မေးဖြေလေးနဲ့သွားနေကြသွားမှာပေါ့မူလနဲ့ပြဆိုတိမာသစ္စာနှစ်ခုဆိုတိမာလေးခုအလောဆိုတိမာအင်္ဂါ12ပါးဆိုတိမာသုံးပါးအစဆိုတိမာနေယမူလဆိုတိမာကိုသုံးဝါဆိုတိမာကိလေသာသုံးပါးဆိုတိမာကမ္မောနှစ်ပါးဆိုတိမာဝိပါကော8ပါးဆိုတိမာကာလ3ပြာဆိုတိမာ
ချင်းရ20ဆိုတိမာဒိဋ္ဌကြောင့်ချင်းရ5ပါးဆိုတိမာပစ္စုပန်ကျိုးချင်းရ5ပါးဆိုတိမာပစ္စုပန်ကြောင့်ချင်းရ5ပါးဆိုတိမာအနာဂတ်ကျိုးချင်းရ5ပါးဆိုတိမာဒိဋ္ဌသမုပ္ပါကွယ်အပြင်ဘယ်နဲ့ကွယ်ရှိကွယ်လျင်ဘယ်နဲ့ပါငါလေးလီဤရှိသွဲကိုရရှင်တို့ကြောင့်မို့ဆိုတော့ဘုရားကြီးကပရိစ္ဆေသမုပ္ပါကိုအသွယ်8သွယ်နဲ့ပြခဲ့ပါတယ်။နောက်ဆုံးမင်္ဂလာတိုင်းမှာစရောက်တုန်းကဒီပရိစ္ဆေသမုပ္ပါကြီးနာသွားပြီးရက်ကြည့်လိုက်အဲ့ဒီကြောင့်မှမြင်ဘူးတာဟိုပြနော်။တို့တောမနေရောမနေတာဆိုတော့ဒီစဝိုင်းကြီးပဲမြင်ဘူးမလဲ။ဦးဇင်းတို့ယောနာပတ်ချလဲတရားစခန်းလောက်တာလဲသိမရှိဘူးလေ။မရပူရာလဲရောက်သွားရောရောက်ချင်းပဲဓမောင်ကြီးပေါ်တက်ကြည့်လိုက်တော့ဒီစဝိုင်းကြီးတွေ့ဒါဘာကြီးလဲမသိဘူးမြင်ဘူးတာအဲ့ဒီကြမှာမြင်ဘူးတာနော်ဒီခေတ်လူငယ်လေးတွေကတော်တော်လေးကံကောင်းတယ်နော်ဒါဥစဉ်ကြောက်စင်မှာပရိစ္ဆေသမသင်္นานဆိုပြီးတော့28ညကလေးတွေသင်ပေးဘူးတဲ့နော်တတန်း2တန်းနဲ့8တန်းအရွယ်တွေထိပေါ့နော်အဲ့ဒီရွယ်လေးတွေနဲ့ဒီပရိစ္ဆေသမကိုသင်ခွင့်ရကလေးတွေကလေဆောက်ရွက်ဖိုင်လေးတွေနဲ့မူလနဲ့ပြသစ္စာနဲ့ကိုဟာအလွတ်ဆိုမြိုင်းနေတာနော်ဒီအရွယ်လေးတွေနဲ့ဒီပရိစ္ဆေသမကိုမြင်ခွင့်သင်ခွင့်ကိုเจ้าခုဖြစ်စဉ်ကိုနားလည်ခွင့်ရဒါဥစဉ်တို့ဆိုရင်တော့ယဟန်ဘဝရောက်မှာဒီပရိစ္ဆေသမစဝိုင်းကိုမြင်ဘူးတာဗျာနော်ယောမနေတောမနေဆိုတော့ဒီလိုပဲပေါ့ယောနဲ့ကြောင်းနဲ့ယောကအိုရဒီရပတ်သွားဒီလိုပဲသွားနေတာဟုတ်ဗျာနော်အဲ့တော့မရပူရာဘူမိနဲ့တန်လို့ခေါ်ရမှာပေါ့ဗျာနော်ရောက်သွားတဲ့မြို့ကအမရပူရဒီလိုပြောတာဟုတ်အမရကမသေးရပူရကမြို့လို့ပြောတာမဟုတ်လားဒါဆိုစတော့ဘယ်မြို့ကိုရောက်သွားမသေးရမြို့ကိုရောက်သွားတာဘယ်မြို့ရောက်သွားတာယောဂီတို့တောင်းစင်အေးရွာပေကြမှာမဟုတ်လားယောဂီတို့မသေးရမြို့ကိုရောက်သွားတာအမရကမသေးရပူရကမြို့ပေါင်းလိုက်တော့မသေးခြင်းလိုက်ခဲ့ကြပေါ့မသေးရမြို့ကိုလေတောင်းစင်အေးရွာနေရင်သေမှာဗျနော်အဲ့တော့ဘုရားရှင်တို့ကြောင့်မို့ဆိုကြီးကအမရပူရကိုကွင်လေးဘောကနေရောက်လာပြီးပရိယတ္တိတွေသင်ကြားရဲပရိပတ်တိတွေကျင့်ကြံအားထုတ်တယ်မသေးရမြို့ကိုရောက်လာပြီးတော့မသေးရပရိယတ်တွေသင်ပြီးတော့မသေးရပฏิပတ်တိကိုကျင့်ကြံအားထုတ်ပြီးမသေးရနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတာမိုးစရောကြီးကလေဒီပရိစ္ဆေသမုပ္ပါကြီးကိုတက္ကမတွေနားလည်အောင်တေချာသင်ပြသွားတာဗျာဒါကြောင့်မိုးစရောကြီးကပြောတယ်ပရိစ္ဆေသမုပ္ပါဆိုတာတဲ့ခန္ဓာဖြစ်စဉ်ခန္ဓာကြောင်းကိုပြောတာတဲ့ပရိစ္ဆေသမုပ္ပါဆိုတာရရှင်တို့ကြောင့်မို့ဆိုရပရိစ္ဆေသမုပ္ပါခန္ဓာဖြစ်စဉ်ခန္ဓာအကြောင်းကိုတဲ့အသွယ်8သွယ်နဲ့သင်ပြပေးခဲ့တာပရမဇုံအသွယ်ကမူလနဲ့ဖြာဘသူနဲ့ဘသူပါလေဆင်းရဲကြောင်းကိုမသိတာလူကျင်ရကျင်တာကဆင်းရဲကြောင်းကိုမသိတာဘသူမှမပေးကျင်တာကဆင်းရဲကြောင်းကိုမသိတာစုပ်ကိုင်ထားခြင်းနာကဆင်းရဲကြောင်းကိုမသိတာတယောက်တည်းပိုင်သိမ်းခြင်းနာကဆင်းရဲကြောင်းကိုမသိတာမခွဲနိုင်မခွာနိုင်နာကဆင်းရဲကြောင်းကိုမသိတာပေကကလုံနေတာကဆင်းရဲကြောင်းကိုမသိတာဒီ
အိမ်တက်ကမထွက်နိုင်တာကအဝိဇ္ဇာနဲ့တဏှာဘာနဲ့ဖျားအဝိဇ္ဇာဆိုတာဆင်းရဲကြောင်းကိုမသိတာလို့ပြောတယ်ဗျနော်ဒါကြောင့်လေဒီစတော်ကြီးကပြောပါတယ်အကျင့်လူရလူရကာတို့ပညာတတိကင်းကွာပြီးလျက်မိမိတဏအဝိဇ္ဇာမျိုးအိုတိုင်းတိုးသည်အယိုးသာယင့်ညံ့မပွင့်ဘူးတဲ့စတော်ကြီးတွေဆုံးမသိတ်ကောင်းတာနော်ဘုရားတို့စာသင်သားတော်ကကြပြလင်္ကာလဲဝါသနာပါတယ်ကိုယ်လဲရေးပါတယ်နော်အဲ့ဒါလေးတွေကျက်ပြီးနှလုံးသွင်းအလုံးကောင်းအကျဉ်လူရလူတကာတို့ပညာတတိကင်းကွာပြီးလျက်မိမိတဏအဝိဇ္ဇာမျိုးအိုတိုင်းတိုးသည်အယိုးသာယင့်ညံမပွင့်ဘူးတဲ့အကျဉ်လူရမှာနေထိုင်တဲ့ပုဂ္ဂိုလ်တ attva မှန်သမျှတို့သည်တဲ့အကျဉ်လူရလူတကာတို့ပညာနဲ့တတိကင်းကွာရင်ဒီလိုပြောတာဒီစတော်ကြီးကနော်ပညာကနေဘဟုတုတကလည်းမရှာသစ္စာတရားလည်းမနာကိုဖြစ်စဉ်ကိုကြောင်းလည်းသိအောင်မလို့တတိကမရှိမိလျော်မှုကများတရားစကားဆိုမပြောတတ်တရားတန်ဆိုနားမထောင်နိုင်တရက်လာလေတာဤတမျိုးစီဝါရဲ့မိသားစုရဲ့အရှုပ်ထွေးကိလေသာတိုးပွားရေးတရက်လာလေတာဤတမျိုးစီဝါရဲ့မိသားစုရဲ့အရှုပ်အထွေးကိလေသာတိုးပွားရေးဒါရင်းနဲ့အချိန်ကုန်နေတာလို့ပြောတယ်နောက်ပညာတတိကင်းကွာပြီးတော့အသက်တွေကြီးနေတာလို့ပြောတယ်အမိုးဆိုရပြောတယ်ဗျဟာတရက်လာလေတာဤတမျိုးစီဝါရဲ့မိသားစုရဲ့အရှုပ်အထွေးကိလေသာတိုးပွားရေးပြောကြည့်မယ်တရက်လာလေအဲကွာဖြတ်ချပြတဲ့အေးရောတရက်လာလေသားရေးသမီးရေးစီးပွားရေးမိသားစုရေးအရှုပ်ထွေးကိလေသာတိုးပွားရေးစဉ်ပြောတော့၃ခေါက်ရှိသွားတယ်၃ခေါက်ကိုတဝက်ပဲမှတ်မိသေးတယ်တရက်လာလေသားရေးသမီးရေးစီးပွားရေးမိသားစုရေးအရှုပ်ထွေးကိလေသာတိုးပွားရေး6မျိုးပြောတာတရက်လာလေသားရေးသမီးရေးစီးပွားရေးမိသားစုရေးအရှုပ်ထွေးကိလေသာတိုးပွားရေးဒါတွေနဲ့ပြီးနေကြတာလို့ပြောတယ်ယောဂီတို့ကပိုသိပါတယ်ဟိုဘက်အိမ်လဲတို့လိုပဲဒီဘက်အိမ်လဲတို့လိုပဲငါတို့လဲသူတို့လိုပဲအတူတူပဲလေအများစုကိုပြောတာနော်ပညာတွေကင်းမဲ့တယ်တတိတွေကင်းကွာတယ်လို့ပြောတာဒါကိုလေရိစရောရပြောတယ်အကျဉ်လူရလူတကာတို့ပညာတတိကင်းကွာပြီးလျက်မိမိတဏလိုချင်မှုတွေတိုးတယ်အဝိဇ္ဇာမျိုးအိုတိုင်းတိုးတယ်လို့ပြောမသိမှုအသက်ကြီးလေအမှန်မသိလေအသက်ကြီးလေအမှန်မသိလေအသက်ကြီးလေလိုချင်မှုတွေအားကြီးလေဒီစနီးဒီခင်မွန်းဒီသားသမီးကိုမခွာနိုင်လေပိတ်ကတ်လို့လေအိမ်ထဲမှာတဝက်လဲနဲ့လက်ပတ်နေလေတဲ့အဲ့ဒါကိုပြောတာပညာတတိကင်းကွာပြီးလျက်မိမိတဏအဝိဇ္ဇာမျိုးအိုတိုင်းတိုးသည်အေးဆိုရင်ပြောတာဘယ်လောက်ကောင်းလဲအယိုးသာယင့်ညံ့မပွင့်ဘူးတဲ့အသက်ကြီးရင်ယောဂီတို့အယိုးတွေကယင့်လာတာထိုင်ထိုင်ရင်6ကနေညီတာလေအတက်အစင်းလေးဆိုရင်ကိုရိုးကိုမနဲ့ထိတ်နေတဲ့အယိုးတွေကယင့်ပြီးဆွေးလာတာလို့ပြောတယ်ဗျာအဲ့ကိုလေဒီစရောကြီးကပြောတယ်အယိုးသာယင့်ညံမပွင့်ဘူးတဲ့ဒါကမိုးဆိုရပြောတောင်ထားသေးတယ်အသက်ကြီးလေကံမွဲညံမွဲလေစရောကြီးရဲ့အဆုံးအမကအတိပ္ပယ်အတူတူပဲအသုံးနှုံးနေတာကွဲသွားတာလေအဲ့ဒါအလယ်မှာရှိတဲ့အဝိဇ္ဇာနဲ့တဏှာကိုပြောတာအလယ်မှာရှိတဲ့တော့စလို့ဆိုရင်စတဲ့ကနေဆောင်းပုတ်လေးတွေညညဆိုဆရာဖုန်းကြီးကိုဝစ်ဖြစ်နေဆရာဖုန်းကြီးကဆောင်းပုတ်လေးဖုန်းအဲ့ဆောင်းပုတ်လေးသဘောကျလိုက်တာပြီးအောင်နေပြီးရင်ငါပြန်ပြောမယ်ဒီလိုပြောတာနော်သူတို့ကောင်းထက်ခံဆိုတာလဲမပါရင်ဘာအောင်မွေးမြူရတာဟိုတို့ကပါရမီကိုအာနေတာတို့ယူတရားစခန်းလုပ်နေတာသိတယ်တို့ကတရားစခန်းနာ
မကတ်နိုင်တာတဲ့သူတော်ကောင်းတက်ခံဆိုတာလေနဲရင်များအောင်ကျင့်ဆောင်ကသူတော်ကောင်းတက်ခံနေမပါသေးရင်ပါအောင်ကိုကဆွဲယူပြီးအားထုတ်ရတာဟောတရားမှအာမထုတ်ရသေးဘူးတရားမှမနာသေးဘူးတခါတည်းခုံချပြစ်တာသိတယ်တို့တောင်စင်းချွေရမှာတရားဆန်း9ရက်ကျင်းပါတာကောင်းတယ်လို့လှုပ်ချင်တာပေါ့အလုပ်တရားရှုပ်ပြီးမအားတဲ့ခါကျတော့လေနင်တို့လိုပဲပေါ့တရားစခန်းဝင်ပြီးအားထုတ်ချင်တယ်လေတို့ကပါရမီကိုကမပါတော့ပြီးရောဗျာနော်ပြီးရောဘယ်တော့မှသူတော်ကောင်းတက်ခံနေကတိုးလာမှာမဟုတ်ဘူးများလာမှာမဟုတ်ဘူးလေအဲ့ဒါကိုကအဲ့သူတော်ကောင်းတက်ခံနေများလာအောင်တိုးလာအောင်တဲ့လှုပ်ယူရတာပါရမီဆိုတာယောဂီတို့နားလည်အောင်ပြောရင်မြင့်မြတ်သူတွေရဲ့အလုပ်ပါရမီဆိုတာဒါဆိုရင်ကြောင်းမြန်လမ်းလိုက်ပေါ့နှိမ်ကြသူတွေမလုံနိုင်ဘူးဘယ်လိုပြောလဲဒါဆိုယောဂီတွေကနှိမ်ကြကျင်တာလားမြင့်မြတ်ကျင်တာလားအမေနဲ့ပြောတော့ဟုတ်နေတာပဲဓမ္မိတာကြီးဆိုဖြောင်းဖြေရတော့ပေါ့အိမ်ရောက်တော့ကောက်သွားတော့ပေါ့ဒီလိုဖြစ်ကြတာမို့လားပါရမီဆိုတာမြင့်မြတ်သူတို့ရဲ့အလုပ်ပါရမီဆိုတာပါရဆိုတာတစ်ဖက်ကမိဆိုတာကရှောက်လန်းသူတဲ့ပါရဆိုတာမိဆိုတာကပြည့်စုံအောင်ပြောရင်နိဗ္ဗာန်တစ်ဖက်ကကိုရှောက်လန်းနေတဲ့သူပါရမီဆိုတာနိဗ္ဗာန်တစ်ဖက်ကကိုရှောက်လန်းနေတဲ့သူတန္တရာဝဲဩကကြီးထဲမှာကုခတ်နေရတာပင်ပန်းတယ်တန္တရာဝဲဩကကြီးထဲမှာဒါဆိုရင်နိဗ္ဗာန်တစ်ဖက်ကကိုရှောက်လန်းမှာပေါ့နိဗ္ဗာန်တစ်ဖက်ကရှောက်လန်းမယ်ဆိုရင်မြင့်မြတ်တဲ့အလုပ်တွေကိုလုပ်ရမှာပေါ့ဘာလုပ်တွေလုပ်ရမလဲမိုးလင်းရမိုးချုပ်ဆိုတာတန္တရာဝဲဩကာကြီးထဲမှာယောဂီတွေဘာလုပ်နေကုခတ်နေတာနော်ကုခတ်နေတာနော်တန္တရာရေပြင်ကြီးထဲမှာနေတိုင်းကုခတ်နေတာမနေ့စာတောင်ချိန်မှမစားရညနေစာတောင်ချိန်မှမစားရလေတချို့တို့ဘလောက်မောပန်လေတော်ပြီတဲ့ထမင်းစားတော့လေတဲ့တော့တဲ့ငါဒါလေးပြီးအောင်လုပ်လိုက်အောင်မယ်ကိုအငတ်ခံပြီးလှုပ်တယ်ကိုအငတ်ခံပြီးလှုပ်တာစားချိန်တိုင်းစားလေဟောတော့ထမင်းမစားသေးဘူးလားနေပေါင်းကွာငါဒါပြီးအောင်လုပ်လိုက်အောင်မယ်ဆိုတော့ငါအလုပ်မှမပြီးရသေးထမင်းတွန်းကျွေးနေတာပဲဟာကိုအငတ်ခံပြီးလှုပ်တယ်နော်ဘလောက်ကြောက်ဖို့ကောင်းတယ်ကိလေသာများလေမစားနဲ့အငတ်နေအလုပ်ပြီးအောင်လုပ်တယ်ကိလေသာတော်တာအဲ့တော့ဒီပုဂ္ဂိုလ်ကြီးကမစားနိုင်ဘူးဟိုမှာအင်ရှင်မခေါ်ကျွေးတာကိုကိလေသာပြောတယ်မစားနဲ့အငတ်နေအဆလုံးအောင်နေပိုက်နောင်အောင်နေကိုယ့်လိုကိုလုပ်တယ်ကိလေသာအဲ့လိုပြောတာဟိုမှာအင်ရှင်မကျင်သူတထတနာလို့ကိုကင်မို့ထမင်းခေါ်ကျွေးတာတော့မှယောက်ျားဖြစ်သူကငါမစားသေးဘူးကွာတဲ့ဒီဟာပြီးအောင်လုပ်မှာတဲ့နော်ပိုင်ရှင်မကျင်နာတနာလို့ခေါ်ကြွေးတာလေကိလေသာတော်တယ်မစားနဲ့အငတ်နေအဆလုံးအောင်နေဘိုက်နာအောင်နေဘိုက်အောင်နေကိုယ့်လိုကိုပြီးအောင်လုပ်တယ်ဟာဘလောက်ကြောက်ဖို့ကောင်းလဲပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်တတိကင်းမဲ့တဲ့ပုဂ္ဂိုလ်လေကိုတော့မတထာဘူးလို့ပြောတယ်ဗျာနော်အဝိဇ္ဇာတဏရဲ့အစွမ်းဘာရဲ့အစွမ်းဆင်းရဲကြောင်းကိုမသိတာလူကျင်ရကျင်နာကကဲထမင်းဟင်းငတ်တော့မဆင်းရဲဘူးလားဆင်းရဲပါဘူးကတလေရေဘူးရှိတဲ့ရေတောင်ထမတောင်းနိုင်ဘူးပြကိုယ့်လုပ်ကိုအား66နဲ့ပြီးအောင်လုပ်နေတာအဲဆင်းရဲကြောင်းကိုမသိတာဝိဇ္ဇာဆိုတော့အဲ့ဒါပြောတာကိုလည်းအငတ်ထားတာပဲပိဋိပိစုံနဲ့နေတာပဲအဝိဇ္ဇာကိလေသာချော့တလဲ6တလဲကန်ချပြစ်တာတွေဗျာချော့လိုက်6လိုက်ကန်ချလိုက်နေတယ်ဗျဆင်းရဲကြောင်းမသိတဲ့အဝိဇ္ဇာကလူကျင်ရကျင်တာကတဏှာတော့ကြောင့်မို့ဆိုရတဲ့ဟေတန္တရာရဲ့ရေတောင်းမြစ်နှစ်ခုကခန္ဓာကိုယ်လဲစေတဲ့အကြောင်းနှစ်ခုကပရိစ္ဆေသမုပ္ပါရဲ့အစနှစ်ခုကတန္တရာကိုလဲတတ်တဲ့အကြောင်းနှစ်ခုကဒီလိုပြောတာမဟုတ်ဆိုကြီးကအဝိဇ္ဇာနဲ့တဏှာတန္တရာကိုလဲအောင်လုပ်တာဘာကိုလဲအောင်လုပ်တာကဲမူလနဲ့ဖြာပြီးတော့သစ္စာနဲ့ခုကဲပြောကြည့်မယ်သမုဒယသစ္စာဆင်းရဲကြောင်းမှန်ပါသစ္စာဆင်းရဲကြောင်းမှန်ပါသစ္စာ
ဆင်းရဲကြောင်းမှန်ပါသစ္စာဆင်းရဲကျိုးမှန်ပါသစ္စာအတိတ်တော်ဘာသစ္စာလောက်ခဲ့အတိတ်တော်သမုဒယသစ္စာသိပြီးလောက်တာလားမသိပဲလောက်တာလားမသိတာကလောက်ခဲ့တာကမသိတာကပြောခဲ့တာကမသိတာကကြံခဲ့တာကမသိတာကဉာဏ်မပါပဲလောက်တာကမတိရာကမစီစစ်ပဲလောက်တာကဝိဇ္ဇာပစ္စယချမ်းသာကြောင်းလားဆင်းရဲကြောင်းလားမတိပဲနဲ့လုံနေရင်ဆင်းရဲကြောင်းမတိပဲနဲ့ပြောနေရင်ဆင်းရဲကြောင်းမတိပဲနဲ့ကြံနေရင်ဆင်းရဲကြောင်းဉာဏ်မပါပဲလုံနေရင်ဆင်းရဲကြောင်းမစီစစ်ပဲလုံနေရင်ဆင်းရဲကြောင်းအကြောင်းရုပ်ရည်ဆိုဆင်းရဲကြောင်းနဲ့ဆင်းရဲကြောင်းနဲ့ဆင်းရဲကြောင်းနဲ့ထက်ကများကဘာကြောင့်တိုးနေရတယ်လဲဆိုရင်မတိပဲလှုပ်လို့မတိပဲပြောလို့မတိပဲကြံလို့ညံမပါပဲလှုပ်လို့မစီစစ်ပဲလှုပ်လို့တွေးလိုက်တဲ့ဘဝတောက်လျှောက်ဆင်းရဲကြောင်းကြီးပဲတဲ့အဲ့ဒီဆင်းရဲကြောင်းတခြားလားသမုဒိယသစ္စာလားအဝိဇ္ဇာသင်္ခါရဆင်းရဲကြောင်းသမုဒိယသစ္စာဘယ်လိုပြောလဲဝိဇ္ဇာသင်္ခါရဝိဇ္ဇာသင်္ခါရဆင်းရဲကြောင်းသမုဒိယသစ္စာသည်ဘယ်ကွယ်ထဲမှာဝိဇ္ဇာတခြားလားကိလေသာဝလားသင်္ခါရကတခြားလားကာမဝလားတေကွယ်ကိလေသာဝကာမဝဝိဇ္ဇာသင်္ခါရဆင်းရဲကြောင်းသမုဒယသစ္စာပြန်ပြောကြည့်မယ်တေကွယ်ကိလေသာဝကာမဝဝိဇ္ဇာသင်္ခါရဆင်းရဲကြောင်းသမုဒယသစ္စာအတွင်းကနေပြောကြည့်မယ်သမုဒယသစ္စာဆင်းရဲကြောင်းအဝိဇ္ဇာသင်္ခါရကိလေသာဝကာမဝတေကွယ်ကဲအစအနေပြောကြည့်လိုက်တော့တေကွယ်ကောက်ကျစ်တဲ့ကိလေသာတွေလုံနေရင်လေသမုဒိယသစ္စာပဲအမှုကိစ္စများတဲ့ကာမဝတ္တွေလုံနေရင်လေသမုဒိယသစ္စာပဲမတိဘဲနဲ့ဆင်းရဲကြောင်းတွေလုံနေရင်လေသမုဒိယသစ္စာပဲသင်္ခါရဆိုတဲ့ထင်ရလုံနေရင်လေသမုဒိယသစ္စာပဲဒါကြောင့်တေကွယ်ကိလေသာကာမဝဝိဇ္ဇာသင်္ခါရဆင်းရဲကြောင်းဒီဘာသစ္စာကဲသမုဒိယသစ္စာလို့တော့ဘာသစ္စာယဒုက္ခသစ္စာသည်ချမ်းသာကြိုးလားဆင်းရဲကြိုးလားဆင်းရဲကြိုးဆိုတော့ခန္ဓာဘယ်နှပါခန္ဓာ၅ပါးသည်တခြားလားဝိပါကဝလားဝိပါကဝသည်ပဲကွဲ့ကဲဒါဆိုပြောကြည့်မယ်နေကွယ်ဝိပါကဝခန္ဓာ၅ပါးဆင်းရဲကြိုးဒုက္ခသစ္စာဒုက္ခသစ္စာဆင်းရဲကြိုးခန္ဓာ၅ပါးဝိပါကဝနေကွယ်ကဲပြန်ပြောကြည့်မယ်နေကွယ်ဒုက္ခသစ္စာကဲသမုဒယသစ္စာလောက်တော့ဘာသစ္စာယအကြောင်းလောက်တော့ဘာယဝိဇ္ဇာသင်္ခါရလောက်တော့ခန္ဓာဘယ်နှပါယကိလေသာနဲ့ကာမဝလောက်တော့ဘာဝယတေကွယ်လောက်တော့ဘယ်ကွယ်ယကဲပြန်သွားကြည့်မယ်တေကွယ်လောက်တော့ဘယ်ကွယ်ယကိလေသာနဲ့ကာမဝလောက်တော့ဘာဝယအဝိဇ္ဇာသင်္ခါရလောက်တော့ခန္ဓာဘယ်နှပါယအကြောင်းလောက်တော့ဘာယသမုဒယသစ္စာလောက်တော့ဘာသစ္စာယ
မုရိယသစ္စာလို့တော့ဒုက္ခသစ္စာရတယ်အကြောင်းလို့တော့အကျိုးရတယ်အဝိဇ္ဇာသင်္ခါရလို့တော့ခန္ဓာ၅ပါးရတယ်ကိလေသာနဲ့ကာမဝလို့တော့ဝိပါကရတယ်တစ်ကွယ်လို့တော့နှစ်ကွယ်ရတယ်အချုပ်ပြောလိုက်ရင်အကြောင်းလို့အကျိုးရတာပဲအကြောင်းလို့အကြောင်းတခြားလားသမုဒိယသစ္စာလားအကျိုးတခြားလားဒုက္ခသစ္စာလားဒုက္ခသစ္စာဆင်းရဲကြောခန္ဓာ၅ပါးဝိပါကကိုနှစ်ကွယ်ကြည့်သည်သိလို့ရခဲ့တာလားမသိလို့ရခဲ့တာလားမသိတာကရအောင်လုပ်ခဲ့တာကဝိဇ္ဇာပစ္စယသင်္ခါရပစ္စယကဝိညာဏဆိုတော့ခန္ဓာဘယ်နှပါမသိပဲလို့ရင်ခန္ဓာ၅ပါးရတာပဲမသိပဲလို့ရင်ခန္ဓာ၅ပါးရတော့ဝစ်လိုက်တာပေါ့ခန္ဓာ၅ပါးရတော့မနေ့ရထမျက်နှာသစ်ပေးရတော့ဝစ်လိုက်တာမျက်နှာကိုတပည့်လေးတွေနဲ့တုပ်ပေးနေရတာဝစ်လိုက်တာသွားတိုက်ပေးရတာဝစ်လိုက်တာမနေ့စာစပေးရတာဝစ်လိုက်တာတခါကြီးတွေမနေ့မိုးလင်းရုံးကန်ရှာဖွေရတာဝစ်လိုက်တာတက္ကမကြီးတွေမျိုးဖို့ကြောင့်နဲ့ချက်ပြုတ်တန်ရှင်းလုပ်နေရတာဝစ်လိုက်တာစားခြင်းရလို့မြို့တွေပကံများတွေစေကြောပြင်ဆင်စောင်းတောင်းနေရတယ်လေဝစ်လိုက်တာညနေရောက်တော့လည်းတခါတမင်းဦးတွေဟာမြို့တွေဝင်တက္ကမကြီးချက်ပြုတ်ဟာစေကြောတရထက်လားနေတိုင်းလားဒါဆိုယောဂီတွေနေတိုင်းဝစ်လိုက်နေတာပေါ့အဲ့ဒါဝစ်လိုက်တယ်လို့သိလားလုံနေကြတယ်ဝစ်လိုက်တယ်လို့မမြင်ဘူးဗျာယောဂီတွေလေကဲတခါကြီးတွေမိုးလျောင်းမိုးချုပ်ပြားရှောက်ပွနေရတာအဲ့ဒါဘာလိုက်နေတာတော့ဝလိုက်တာဒီကမာကြီးတွေမျိုးတွေမှာချက်ပြုတ်နေရတာတန်ဝိတွေနေတိုင်းစိတ်တွေဝိတွေနေတိုင်းစိတ်ပကံများတွေနေတိုင်းစိတ်ပကံနေတိုင်းစိတ်ဇွန်းတွေနေတိုင်းစိတ်ဒါလေးကျုပ်လိုက်လှီးလိုက်ပြန်ထိုးလိုက်ပြန်ထားလိုက်ကက်ကြီးလေးယူလိုက်ညှက်လိုက်ပြန်ထားလိုက်စာအုပ်လေးဖွင့်လိုက်စားလေးခိုက်လိုက်ပြန်ပိတ်လိုက်ဟင်းညုံမိုးလေးဖွင့်လိုက်ပြန်ခတ်လိုက်ပြန်ထဲလိုက်ပြန်ပိတ်လိုက်ဟာဂျင်းမြုပ်ချက်တုံထဲလိုက်ဟာတရထဲလားနေတိုင်းလားအဲဆိုတကမာကြီးတွေမျိုးကြောင့်လည်းချက်ပြုတ်နေတာလားဝတ်လိုက်နေတာလားဝတ်လိုက်တယ်လို့မမြင်ဘူးချက်ပြီးရင်ပူပူစားမယ်လို့ပဲသိတာတကယ်တော့မျိုးကြောင့်လည်းမပါလိုက်နေတာတော့တော်ပြီဒီထမိုးပေါင်းဝရနေတိုင်းချက်နေရတာညင်းကိုယ်လည်းမချက်တော့ဘူးဒီအိုးရခွက်နေတိုင်းဆင်းရတာတော်ပြီမဆေးတော့ဘူးနေတိုင်းစားတော့နေရတာအငတ်ထားမယ်မစားတော့ဘူးဘယ်နှခါတန်ဝေကရှာဘူးတော့ဝတ်လိုက်တာကိုတော်တော်သဘောကျတော့ပေါ့နော်အဲကြောင့်ဘုရားရှင်မဟုတ်ဆိုရပြဟာတန်ဝိုးတွေချက်တယ်ကွာထမိုးတွေချက်တယ်ကွာဟင်းဝိုးတွေချက်တယ်ကွာပါသွားတယ်ကွာကိလေသာပါအောင်ကြောင့်မလုပ်ကြဘူးပေါက်သွားတယ်ကွာနော်တန်တရကလွန်မြောက်အောင်ထွက်ပေါက်မရှာကြဘူးတဲ့အိုးတလုံးပေါက်တော့နောက်တလုံးထပ်ဝယ်တာဘောတချို့ရှေ့ကအိုးကမပေါက်သေးဘူးစပယ်အိုးကဆောင်းထားတာတဲ့ဟုတ်ကဲ့မရှိဘူးလားရှိလားကတည်းကထမိုးနှလုံးလောက်ဆက်ဝယ်ထားတာမို့လားဒီအိုးလေးကအစင်ပြေပေါက်သွားရင်ချက်လို့ပြောလို့အစင်ပြေနောက်တော့ဝစ်လိုက်ဖို့တော့အစင်သိန်းလောက်ထားတာမိဖို့ကြောင့်လည်းမဝစ်လိုက်နေတာလို့ပြောတယ်နော်ယောဂီတွေတန်ဝေခယူရမှာဘာယူရမှာဘာကြောင့်ဘုရားရှင်ကြောင့်မိုးဆိုရပြောတဲ့ဆင်းရဲကြောင်းကိုမသိတာထင်ရလုံနေတာကဆင်းရဲကြောင်းကိုမသိလေထင်ရလုံလေပဲတဲ့အခုတော့ထင်ရလုံနေကြတာပဲခန္ဓာကိုယ်လှုပ်ရှားမှုဆိုတာအကောင်းပဲလှုပ်တာနည်းတယ်လို့ပြောတဲ့ဆင်းရဲကြောင်းကိုမသိတာထင်ရပြောနေတာကပါဇက်ပိတ်ထားတဲ့ချိန်ကိုမရှိဘူးတဲ့ထင်ရပြောတာတဲ့အကောင်းတရားတော့မပြောနဲ့မကောင်းတာအကုန်ပြောတာတဲ့အတင်းပြောမယ်အချင်းပြောမယ်သူများမကောင်းကြောင်းပြောမယ်ဟိုကြောင်းဒီကြောင်းပြောမယ်တရားမပါတဲ့တခြားစကားတွေပြောတာပိုများတယ်လို့ပြောတယ်ဒါဆိုယောဂီတို့နေတိုင်းအကောင်းတရားပြောတာနဲ့မကောင်းပြောတာဘယ်နည်းရမြဆင်းရဲကြောင်းကိုမသိတာထင်ရပြောတာကယောဂီတို့လက်နဲ့သိရှိတဲ့ဗဇက်ကလေးကထင်ရတော်တော်ပြောတတ်တယ်နှလုံးသွင်းမှန်တဲ့တရားစကားတရားတော်တရားလမ်းတွေ့ရင်မပြောနိုင်တာနှလုံးသွင်းမှားတဲ့အကုသိုလ်ပွားတဲ့စကားကြတော့မပြောဘူးလားပြောလားဒါကတော့လမ်းတွေ့ရင်တရားစကားပြောအောင်မပေါ့တခြားစကားပြောစရာလိုသလားရရှင်ကိုရမကြီးတတ်တော်တင်ညာရှိတုံးကကမ္မတန်ဒီကုံရွာကြီးပေါ့
အဲ့ဒီအောင်မှနေတဲ့ဥပဒကဥပတိကမတက္ကတက္ကမတွေကလမ်းတွေလို့နှုတ်ဆက်ရင်လေနေကောင်းလားကြမ်းမလားတောတော်မလို့လားဘယ်ပြန်လာတာတော့လို့တခွန်းမမေဘူးတယ်ဗျာဟေးမင်းဒီနေ့ဘာတရားစာတွေရွတ်နေတာတော့တရားရောထိုင်ခဲ့ပြီးပြီလားဒီလိုမေးတာလေသူတို့ရဲ့နှုတ်ဆက်စကားဒါပဲတယ်ဗျာဒဇင်ကြီးခါထုတ်ပြီးတောသွားမယ်ဆိုတာသိရတဲ့နဲ့တောသွားမယ်လို့လားလို့ဘယ်တော့မှမမေးဘူးတယ်ဗျာနေကောင်းကြမ်းမလို့အပြင်ထွက်လာတဲ့ပုဂ္ဂိုလ်နေကောင်းလားကြမ်းမလားလို့မမေးဘူးတယ်ဗျာအဲ့ဒီကမ္မတဏီကုံးရာတက္ကတက္ကမတွေကအပူစကားမပြောကြဘူးတဲ့ဘာပြောတယ်ယောဂီတို့စနစ်ကြဘာတွေပြောတာမတွေးတာကြာပြီနော်လှလို့ဝါလို့ဟိုကလေအပူစကားတွေတော်ပြောလို့ပြောတယ်ယောဂီတို့စနစ်ကလေနော်အပူစကားတွေတော်ပြောလို့ပြောတယ်ဟိုကမ္မသာနေကုံရောမဟာနေချိုင်ကြတဲ့တက္ကတက္ကမတွေအပူစကားမပြောဘူးတဲ့ဒီနေ့မနေ့စောစောဘုရားရှိခိုးပြီးပြီလားတရားနှလုံးသွင်းခဲ့ပြီလားပြီးပြီတဲ့မနေ့က4နာရီအိယာထားတယ်တဲ့ဘုရားရှိခိုးပြီးပြီတောတော်ကြီးလည်းကက်ကက်ပြီးဆွမ်းဆွမ်းလည်းကက်ပြီးပြီတဲ့မာသီပဋ္ဌာနာတုတ်ကြီးတောင်မှအစာဆုံးပူဇော်ခဲ့ပြီတဲ့တရားလည်းနိုင်ဝက်လောက်ထိုင်ခဲ့ပြီတဲ့တောတော်မဲ့ပုဂ္ဂိုလ်တောတော်မလို့လားလို့မမေးဘူးတဲ့ဗျအလုတ်တော်မဲ့ပုဂ္ဂိုလ်အလုတ်တော်မလို့လားလို့မမေးဘူးတဲ့ဗျနေကောင်းကြမ်းမှလို့အပြင်ထွက်လာတဲ့ပုဂ္ဂိုလ်နေကောင်းလားကြမ်းမှလားလို့မမေးဘူးတဲ့ဗျအနေမကောင်းမှုမကြမ်းမှဘူးဆိုရင်စိတ်ဝင်စိတ်ကသွားနေမှာပေါ့အိမ်ထဲမှာကုတ်ကုတ်လေးနဲ့နေသားသလိုနေမှာပေါ့အဲ့ဒီကမ္မတဏီကုံးရောက်မှနေထိုင်တဲ့ပုဂ္ဂိုလ်ကလောကထဲမှာရှင်သန်နေထိုင်ပေမဲ့လောကချော်တဲ့စကားတွေမပြောဘူးဘာစကားမပြောဘူးတဲ့ယောဂီတွေစနို့ကြတွေးလိုက်ပါ ਈ ဆိုကနေနေကောင်းတယ်နော်ကောင်းတယ်နေကောင်းအောင်နေနော်နေကောင်းအောင်နေနော်မဲလောကချော်တဲ့စကားတွေပြောတာလို့ပြောတယ်မနေ့ကဘုရားရှိခိုးပြီးပြီလားဓမ္မစကြာတော့မဟုတ်နတလက္ခဏာတို့လေးပူဇော်ပြီးပြီလားပဋ္ဌာန်းပစ္စယနိဒေတာတွေပူဇော်ခဲ့ရလားရေကြီးစရတုတ်ဘယ်နှတုတ်ပုတ်ရုပ်ပြီးလဲပူဇော်ပြီးပြီလဲတရားရောထိုင်ပြီးပြီလားဒီလိုနှုတ်ဆက်စကားပြောအောင်မလို့ပြောတယ်ဗျာယောဂီတို့ဆိုတော့အပူရီပြောတာဘာတွေပြောတာကိုကသူတွေ့ရင်ဗာဓမင်းချက်ချက်ကိုလည်းစားရတာလည်းမဟုတ်ဘူးနင်းဘာဟင်းချက်တာတော့အပူပြောတာလေကြဒီဘောသူဟင်းချက်တယ်ရောကိုကလိုက်စားလို့ရမှာလားအပူရီပြောတာဘာဟင်းနေချက်ခဲ့တာတော့လေမနက်ကလေးဈေးထဲသွားပြီးတော့ဝက်သားလေးချက်တဲ့ချင်မောင်လေးနဲ့ပေါ့ငပီလေးလေးထောင်းထားတယ်ပဲလေးလေးပြုတ်တယ်နင်တို့ကကောင်းကောင်းစားနိုင်တယ်နော်ကိုလည်းလိုက်စားရတယ်လည်းမဟုတ်ဘဲနဲ့အပူပြောတာတဲ့ကိုကလည်းကျွေးမယ်လည်းတခွန်းမခေါ်ဘူးတဲ့အပူပြောတာအဲကြောင့်ဘုရားရှိခိုးမကြီးတော်တော်တရားရှိတယ်ကမ္မတဏီကုံးရွာအခုနယူးဒေလီမြို့မှာပေါ့နော်ဒီနေ့ဦးဇင်းတို့ပြန်ခဲ့ပါတယ်နော်ဟိုနယူးဒေလီမြို့မှာမြတ်စွာဘုရားကကမ္မတဏီကုံးအဲ့ဒီရွာကြီးမှာငါးပါးသီလထိန်းကြတယ်တဲ့စိတ်ဓာတ်တွေကရင့်ကျက်ပြီးတော့မြင့်မြတ်တယ်တဲ့တရားဘာဝနာကိုနှလုံးသွင်းပွားများနေထိုင်တဲ့အဲ့ဒီဒေသကိုမြတ်စွာဘုရားရှင်ကိုရမကြီးကပြိပဒံတရားဒေသနာတော်ကြီးကိုဟောတာနယူးဒေလီမြို့မှာကမ္မတဏီကုံအခုထိရှိသေးတယ်မြတ်စွာဘုရားပြိပဒံတရားဟောခဲ့တဲ့နေရာလေအမြဲတမ်းတရားနှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်တွေစိတ်ဓာတ်တွေကရင့်ကျက်ပြီးမြင့်မြတ်နေတဲ့ပုဂ္ဂိုလ်တွေခန္ဓာနဲ့တရားမကင်းအောင်ပွားများနေတဲ့ပုဂ္ဂိုလ်တွေတဲ့အဲကြောင့်မြတ်စွာဘုရားရှင်ကိုရမကြီးတရားတစ်ပုဒ်တစ်ပုဒ်တကယ်အနှစ်ချုပ်ခေါ်ရမယ်ဆိုရင်နေရာဒေသရွေးတာတိလိတာထူပြောတဲ့ပုဂ္ဂိုလ်အနှစ်တရားတွေနင့်ကန်ဟောလို့မရဘူးဗျာတကယ်တရားနဲ့မကင်းကခန္ဓာထဲမှာတရားအမြဲထက်နေတဲ့ပုဂ္ဂိုလ်တွေဒီသာလည်းရင်မြတ်စွာဘုရားတကယ်သိပြန်တရား၄ပါးကိုဟောတာလို့ပြောတယ်ဗျာကမ္မတဏီကုံနယူးဒေလီမြို့မှာရှိတယ်ဗျာကြောက်တုံးကြီးတွေအဆိုင်ကြီးတွေနဲ့လေအဲ့ဒီမှာရရှင်ကိုယ်တော်ကြီးကတိပြန်တရားဒေသနာကိုဟောတာလို့ပြောတယ်။ကြောင်းတဲ့သောလမ်းတယောက်တည်းသွားရမယ်လမ်းဘုရားရှင်လျှောက်ခဲ့တဲ့လမ်းသာသနာတွင်မှာရှိတဲ့လမ်းနိဗ္ဗာန်သို့ပို့ဆောင်မဲ့လမ်းဆိုပြီးတော့အဲ့ဒီတရားကိုဟောတာတဲ့ဗျာ။ကြောင်းတဲ့သောလမ်းတယောက်တည်းသွားရမယ်လမ်းဘုရားရှင်လျှောက်ခဲ့တဲ့လမ်းသာသနာတွင်မှာရှိတဲ့လမ်းနိဗ္ဗာန်သို့ပို့ဆောင်မဲ့လမ်းဘယ်နှချက်ပြောသွားတကြောင်တည်းသောလမ်းတယောက်တည်းသွားရမယ်လမ်းဘုရားရှင်လျှောက်ခဲ့တဲ့လမ်းသာသနာတွင်မှာရှိတဲ့လမ်းနိဗ္ဗာန်သို့ပို့ဆောင်မဲ့လမ်း
အဲ့ဒီတရားကိုဘုရားရှင်ကိုရမကြီးကဟောစိတ်သက်ရင့်ကျက်မြင့်မြတ်ပြီးတော့ခန္ဓာနဲ့တရားမကင်းကွာတဲ့ပုဂ္ဂိုလ်တွေတရားအမြဲနှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်တွေကိုဟောတာတဲ့ဗျာကျွတ်တန်းဝင်သွားလိုက်တာမှအများကြီးလို့ပြောတယ်နာကြတဲ့နတ်တွေရောပြောင်းမတွေရောဥပတိကမတွေရောလို့ပြောတယ်ဗျာအဲကြောင့်ရုပ်ရည်ဆိုလို့လေဝုကကျွတ်ခြင်းနဲ့ဆိုရင်ကိုယ်ခန္ဓာပရိစ္ဆေသမုပ္ပါကိုကိုယ်ဉာဏ်နဲ့ဆင်ခြင်ပြီးတော့ခန္ဓာနဲ့တရားမကင်းအောင်အမြဲတမ်းနှလုံးသွင်းရမှာခန္ဓာနဲ့တရားမကင်းအောင်အရေးကြီးတယ်ဗျာကိုယ်အသက်အရွယ်တွေကိုငဲ့ကွက်ပြီးတော့ကျန်တာတွေကိုသိပြီးအပူပင်မထားကြနဲ့တော့ပြောနေကြပဲပူခြင်းဘူးကိုယ်တွဲဘူးပူခြင်းဘူးဘောတခုမှခဏဆုံရတဲ့သမုဒိယတန်ဝစဉ်ခဏအဖို့ယာယီအဖို့တွေတဲ့သိပ်ပူမနေနဲ့ဟိုယောဂီယုံနာမှာရှိတဲ့ယောက်ျားမိန်းမသားသမီးညီဆိုတာခဏအဖို့ယာယီအဖို့ဘယ်လိုပြောတာအမြဲအဖို့မဟုတ်ဘူးနော်ထာဝရအဖို့မဟုတ်ဘူးနော်အမြဲအဖို့ထာဝရအဖို့ဒီတရားအဖို့အမြဲအဖို့ထာဝရအဖို့စနိခေမောတတ်မိပစ္စည်းဥစ္စာပိုင်ဆိုင်တဲ့အိုးအိမ်တိုက်တာမြည်တွေမြစ်တွေဆိုတာကခဏအဖို့ယာယီဖို့တောကပေးတဲ့အဖို့ဒုက္ခပေးတဲ့အဖို့ဆင်းရဲမှုပေးတဲ့အဖို့ပူလောင်မှုပေးတဲ့အဖို့ပြဿနာတက်အောင်လုပ်တဲ့အဖို့ဘဝကိုစိတ်သက်ကြအောင်လုပ်တဲ့အဖို့အဲ့ဒီဇနိခေမောတတ်မိမြည်မြည်အိုးအိမ်တိုက်တာပစ္စည်းတွေဆိုတာလေပြဿနာတွေဒုက္ခတွေအမှုကိစ္စတွေဆင်းရဲမှုတွေပေးတဲ့အဖို့တွေယောဂီတို့အဲ့ဒီမကောင်းတဲ့ဆင်းရဲမှုတွေအကုန်ချုပ်ဆုံးသွားဖို့ဆိုတာကအမြဲဖို့ထာဝရဖို့ဆိုတဲ့တရားအဖို့ပဲရှိတာအဲဆိုကိုယ်နာမှာအဖို့စစ်ကဘသူတို့တခြားတွေအဖို့အတုတွေခဏဖို့ယာယီဖို့တွေဝတ်ကြည်တန်းကြည်ထက်မပူစေနဲ့ဘယ်လိုပြောတာမိဘဆိုတော့မိဘဝတရားမရှိဘူးလားဝတရားထက်မပိုစေနဲ့ဝတရားထက်မပိုစေနဲ့မိုးဆိုကြီးကပြောတယ်ဝတရားထက်ပိုရင်အပူတွေများတတ်တယ်ဝတရားထက်ပိုရင်အချိန်တန်ရင်ကိုလန်းကိုလျှောက်ကြတာမို့လားဘုရားတို့ဆိုတော့လေကိုလန်းကိုလျှောက်အောင်ပါလေကိုလန်းဆိုတာကတကြောင်တည်းတော်လန်းတယောက်တည်းသွားရမယ်လန်းဘုရားရှင်လျှောက်ခဲ့တဲ့လန်းသာသနာတွင်မှာရှိတဲ့လန်းနိဗ္ဗာန်သို့ပို့ဆောင်တဲ့လန်းအဲ့ဒါယောဂီတို့ဆိုလို့လျှောက်ရမယ်လန်းတတန်တရားလုံးရှောင်းမဲ့လမ်းပြောက်ခဲ့တာမို့လားအခုလဲလမ်းပြောင်းနေတဲ့ပုံကိုယ်တွေမရှိဘူးလားဆွဲခေါ်တွဲခေါ်ဒကာကြီးတွေကသစ္စာတရားနာတွေဝတ္တနာတရားအထုတ်တဲ့အင်ရှင်မကသစ္စာတရားမနာဝတ္တနာတရားအမထုတ်ဘူးဆိုရင်ဆွဲခေါ်တွဲခေါ်ဒကာမကြီးကသစ္စာတရားနဲ့ဝတ္တနာတရားအထုတ်တဲ့ဒကာကြီးကသစ္စာတရားနဲ့ဝတ္တနာတရားအထုတ်တာဝါဒနာတက်ခံနေတဲ့ဆိုရင်ဆွဲခေါ်တွဲခေါ်မူရတောင်းစဉ်တက်ခံလေးရှိတယ်ဆိုရင်လွတ်ကြောင်းလေးကိုတွဲခေါ်ဆွဲခေါ်ရတယ်လို့ပြောတယ်နောက်ဆုံးကြတော့ကိုလန်းကိုရှောက်ရမှာကိုလန်းကပဲလန်းလေတကြောင်တည်းသောလန်းတယောက်တည်းသွားရမယ်လန်းဘုရားရှင်လျှောက်ခဲ့တဲ့လန်းသာသနာတွင်မှာရှိတဲ့လန်းနိဗ္ဗာန်သို့ပို့ဆောင်မဲ့လန်းဒီလန်းဟာတန်ត្រာလွတ်မြောက်ကြောင်းလန်းလို့ပြောတယ်ဗျာဘာလွတ်မြောက်ကြောင်းလန်းအဲ့ဒီတန်ត្រာကလွတ်မြောက်ဖို့ဆိုရင်တခြားကြည့်ရမလားခန္ဓာကြည့်ရမလားခန္ဓာပဲနဲ့ပါအချင်းချုပ်တော့ယုတ်တရားနဲ့အဲ့ဒီယုံနာမြဲသလားရှိပြီးတော့ဘာသစ္စာရှုတဲ့ဉာဏ်ကတေရာကနောက်ခန္ဓာမလာရာကသစ္စာဘယ်နဲ့ချက်ဆိုင်ဘာဘသူရဲ့ကြိုင်ဘသူရဲ့လမ်းစဉ်ဘသူ
သူရဲ့ဆုံးမဘုရားရဲ့ကြိုက်ဖျားလမ်းစဉ်ဘုရားရဲ့ဆုံးမရင်တဲလဲကိန့်ရောလိုချင်တဲ့နိဗ္ဗာန်မရဘူးလားယောဂီပေါင်းသူတော်ကောင်းတို့လည်းလိုချင်တဲ့နိဗ္ဗာန်ရောက်နိုင်အောင်ကိုယ်ပရိစ္ဆေသမုပ္ပါဒ်ကိုကိုယ်ဉာဏ်ဖြင့်ဖြတ်ကြပါလို့တိုက်တွန်းရန်ချိန်ဆေးလို့တော်ကြအောင်စို့